မကောက်ခိုင်းနဲ့နော်ဒီစပင်ကောက်လို့မရအောင်စပင်ရမ်းပြတ်စေးနေတာဒီစပင်သားကိုကောင်းတော့အေးအေးဖြောင်းလုပ်ပေးမယ်နော် PC treatment လုပ်ပေးမယ် PC treatment မလုပ်ရကောက်လို့မရအောင်နောက်တစ်ခုကကြတော့ကာလာဆိုပေးမယ်ကာလာပြောင်းပေးမယ်ဒီကာလာဆိုအရန်ဝါတယ်ပေါ့နော်အရန်ဝါတဲ့ကာလာဆိုရင်ညီမတို့အသားနည်းနည်းဖြူတယ်သားဖြူတယ်ဆိုအရန်ဝါတဲ့ကာလာမစိုးနဲ့